မျက်မှောက်ကလာပြုလုပ်ချက်ကိုတာမန်ဖော်ပြလိုလျင် simple present tense ကိုသုံးရပါတယ်ဥပမာ I know theory ကျွန်တော် theory ကိုသိတယ် she is my friend သူမကကျွန်တော်တငယ်ချင်းဖြစ်တယ်အလေးထားဖြစ်နေတဲ့ပြုလုပ်ချက်ကိုဖော်ပြလိုလျင် simple present tense ကိုသုံးရပါတယ်ဥပမာ I get up early every day ကျွန်တော်နေ့တိုင်းစောစောအိပ်ရာထားတယ်ရေဘူးရမှန်ကန်ချက်ကိုဖော်ပြလိုလျင် simple present tense ကိုသုံးရပါတယ်ဥပမာ sugar is sweet တကြားချိုတယ် fire is hot မီးကပူတယ်စာကြောင်းတွင်အောက်ပါစကားလုံးများပါလျင် simple present tense ကိုသုံးရပါတယ် always အစဉ်အမြဲ usually လုပ်ရိုးလုပ်စဉ် generally ရေဘူးရအားဖြင့် often မကြာခဏ frequently မကြာခဏ sometimes တစ်ခါတရံ occasionally တစ်ခါတရံ hardly ကြာမှတစ်ခါ rarely ကြာမှတစ်ခါ seldom ကြာမှတစ်ခါ daily နေ့စဉ် everyday နေ့စဉ် weekly အပတ်စဉ် once a month တစ်လတစ်ခါ twice a year တစ်နှစ်နှစ်ကြိမ်